မင်္ဂလာပါဒီကနေ့ကတုတ်တန်ချန်အခန်းကြီး19အငယ်3လူဒီမိုက်တော်တဘောကြောင့်လမ်းလွဲ၍စိတ်ထဲမှာထာဝရဘုရားကိုကဲ့ရဲ့ပြစ်တင်တတ်၏ထာဝရဘုရားကိုကဲ့ရဲ့ပြစ်တင်နေပြီဆိုရင်တေချာပြီးမိတ်ဆွေအဲ့ဒါမိတ်ဆွေလူမိုက်ဖြစ်နေပြီလမ်းလွဲနေပြီဘုရားမှာဘာဖြစ်မရှိဘူးနော်ထာဝရဘုရားအပြစ်တင်ပြီးဟိတ်ဆိုရင်ထာဝရဘုရားကိုအပြစ်တင်တဲ့လူကလမ်းလွဲနေပြီဒီတော့လူမိုက်ပဲနော်မိုက်တော်နော်တဘောကြောင့်လမ်းလွဲပြီးစိတ်ထဲမှာထာဝရဘုရားကဲ့ရဲ့ပြစ်တင်တာဘာလို့ထာဝရဘုရားတို့အမှုတွေဖြစ်စေတာလဲဘာဖြစ်လို့ထာဝရဘုရားဒုက္ခရောက်စေတာလဲဘာဖြစ်လို့ထာဝရဘုရားကျွန်တော်ကျမကိုပြစ်ထားတာလဲထာဝရဘုရားမမိုက်ပါဘူးလောကသားတွေကကောင်းစားပြီးထာဝရဘုရားကိုးကွယ်တဲ့ဘုရားသားသမီးတွေကြမအောင်မြင်ဘူးစရင်ကပြက်နေတယ်နော်အဲ့လိုအပြစ်တင်တာလူမိုက်ဖြစ်သွားပြီကျေးဇူးတော်ချီးမွမ်းရတော့မယ်ဘုရားတောင်းပန်ရတော့မယ်ဘုရားမှာပြစ်မရှိဘူးလေကိုယ်ကညံနှုံလို့ဘုရားစကားနဲ့အသက်မရှင်လို့ဒုက္ခရောက်ခြင်းဖြစ်တယ်ဘုရားစကားနဲ့အသက်မရှင်လို့ဘာမှနားမလည်ဘူးလေဒါဘာကြောင့်ဖြစ်ရတယ်လဲဘလို့စားပြလာတာလဲဘာကြောင့်ဒီလိုအခြေအနေရောက်ရတာလဲဘုရားစကားနားမထောင်ဘူးကျမ်းစာမဖတ်ဘူးတိတိုင်းစုမတောင်းဘူးကျမ်းစာမဖတ်ဘူးနေတိုင်းအဲ့ဒါကြောင့်ဘာမှမတရားဘူးအားကြောင့်ဘုရားအပြစ်တင်လာတတ်တာနော်အားကြောင့်ကျွန်တော်တို့ခရစ်ယာန်နေတဲ့ကျမ်းစာဖတ်စုတောင်းရမယ်ဒါမှအခြေအနေအရေးကြီးကိုကျွန်တော်ကနားလည်လာမှာဩဒါကြောင့်ပြင်ဆင်လို့ရမှာနော်အဲ့ဒါကြောင့်ဘုရားကိုအပြစ်တင်နေပြီဆိုအမိတ်ဆွေမားနေပြီလူမိုက်ပဲဒီကနေ့ကစာပြီးကျမ်းစာနေတဲ့ပြန်ပတ်စုပြန်တောင်းဘုရားတောင်းပဲကျေးဇူးတော်ချီးမွမ်းပြန်ရေးအတွက်ဘုရားမှာပြည့်မရှိဘူးနော်ဒီကနေ့ကဒါပဲနော်တရှလောဝင်တော်ခင်ရှုနာမနဲ့ဖိတ်ခေါ်တယ်ဒီဗီဒီယိုကလစ်ကိုကြည့်ရှုတဲ့ညီကိုမောင်နှမတယောက်မှမကြံကိုတရှလောဝင်တော်မီးဖြစ်ကောင်းကင်ဘဝနဲ့နေ့တိုင်းတစ်တလုံးမီးရှို့တော်မူပါသခင်ယေရှုခရစ်တော်နာမတော်ဖြင့်ဆုတောင်းကောင်းချီးပေးလိုက်ပြီအာမင်ကျေးဇူးတင်ပါတယ်